ဘာတတောင်းဝင်းကျင်မှာ gaming laptop ဝယ်ဖို့စဉ်းစားနေရဆိုလို့ရှိရင်ဒီ brand 3မျိုးကိုရွေးလို့ရတယ်။အဲ့ဒါတွေက MSI, Acer, TEF ဒီ brand 3မျိုးထဲမှာ cooling အကောင်းဆုံး stability အဖြစ်ဆုံးပြောရရင် all round ဖြစ်တဲ့ laptop လေးညှို့ပေးပါဆိုရင်ဒီ Acer Nitro 5ကိုညှို့ရမှာပဲ။ပထမဆုံးဒီဈေးတန်းထဲမှာ MSI ဆိုရင် GF series ရှိမယ်။ Bravo လို model မျိုးကရကောင်းရနိုင်ပေမဲ့ second hand နဲ့မှာရှားရတဲ့ပါ။ GF series ဆိုတာမိတ်ဆွေတို့သိတဲ့အတိုင်း performance အရင်ကောင်းတယ်။ဒါပေမဲ့ heat issue ရှိတယ်။ပြောရရင် heat အရင်တက်တဲ့ထက်ပါတာပေါ့။ဒါဆိုရင် TEF ကရော TEF ကတော့သူ့ profile နဲ့သူကောင်းပေမဲ့ single ဆုံး RGB ပဲရတာတွေဈေးနည်းနည်းကြီးကြတဲ့အကြောင်းပါ။ဒါကြောင့် Airflow ဘိုင်းတွေ full zone RGB လို့ user customize ဘိုင်းတွေအပြင်တခြား battery နဲ့သက်ဆိုင်တဲ့ user experience ဘိုင်းတွေမှာပါကျွန်တော်သုံးဖို့တဲ့ entry gaming laptop ဒါမှမဟုတ်ဘာတစ်တောင်းဝင်းချင်း gaming laptop တွေမှာ Acer Nitro 5ကတော်တော်လေးရွေးလို့ကောင်းတာပါကျွန်တော်လက်ထဲမှာရှိတဲ့ Acer Nitro 5ကလည်းဈေးနှုန်းဘတ်3500ပဲရှိပြီး RTX 2060 6GB လို့ရင်ပြည့်ချက်ပြည့် GPU ပါတဲ့အတွက်ဒီလို laptop လေးတွေကိုညှို့ပြရခြင်းဖြစ်ပါတယ်အခုဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတွေရောဘာ laptop တွေသုံးနေလဲဘယ်လိုမျိုးတွေကြိုက်လဲဆိုတာကိုအောက်က comment မှာဝင်အောင်ဆွေးနွေးသွားလို့ရပါတယ်ကျွန်တော်ကတော့ Neska ပါ